လုံးပဲမင်္ဂလာပါ Explore with Jasmine Channel လေးရနေပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဆရာဖေမြင့်ရဲ့စာအုပ်လေးအလှည့်ပေါ့နော်ဆရာဖေမြင့်ရေးသားထားတဲ့ဉာဏ်ပညာအမျှော်အမြင်ဆိုတဲ့စာအုပ်ထဲကနေမာတိကာ24စိတ်ရှည်ဇွဲရှိတဲ့ဖားဆိုတဲ့ပုံပြင်လေးကိုဖတ်ပြပေးစင်ပါတယ်ဟိုးရှိတုန်းကဖားနှစ်ကောင်ရှိတယ်အဲ့ဒီဖားနှစ်ကောင်ကတနေရာကိုသွားရင်းနဲ့နွားနို့ပုံကြီးတစ်ခုတည်းကိုအတော်တဆကျသွားတယ်ကျသွားတော့အဲ့ဒီနွားနို့ထဲမှာကူးရင်ခတ်ရင်းနဲ့သူတို့ကအဲ့ဒီပုံရဲ့နှကန်းပေါ်ကိုကြော်ပြီးတော့ခုန်ထွက်ဖို့ကြိုးစားကြတာပေါ့အပြင်ကိုဒါပေမဲ့ပုံရဲ့နှကန်းကနည်းနည်းလေးမြင့်နေတော့အဲ့ဒီဖားတွေအတွက်ကမမိတမီဖြစ်နေရောဖြစ်နေတဲ့အချိန်မှာအဲ့ဖားနှစ်ကောင်ကအကြိမ်ကြိမ်ခုံဖို့ကြိုးစားရင်းနဲ့နောက်ဆုံးတော့သူတို့လည်းခြေကုံလက်ပန်းကျလာတာပေါ့လေအဲ့ခြေကုံလက်ပန်းကျလာတယ်ဆိုတာဖားနှစ်ကောင်ထဲမှာတကောင်ကအလျှော့ပေးခြင်းစိတ်စပြီးဖြစ်လာတယ်အဲ့ချိန်မှာ तू ကဘယ်လိုပြောလဲဆိုတော့စောကတော့လွတ်အောင်မခုန်နိုင်တာအခုဆိုရင်ခဏအပေါ်ကိုရောက်ဖို့ခုံရတဲ့အတွက်အားတွေလည်းကုန်ပြီပင်လည်းပင်ပန်းလာပြီစောလောက်တောင်မခုန်နိုင်တော့ဘူးဆိုပြီးတော့ तू ကသူ့ကိုယ်သူညီးတွားရင်းပြောတယ်လွတ်เสียလမ်းလည်းမရှိတော့ဘူးဆိုပြီးတော့စိတ်လျှော့လိုက်တာအဲ့ဒီဖားကခုံဖို့နေသားအဲ့ဒီနွားနို့တွေရေကူးပြီးတော့တောင် तू ကမနေနိုင်တော့အဲ့ဒါနဲ့စဉ်းစားကြည့်နော်ဖားဖြစ်ပါလျက်နဲ့နွားနို့ရေတွေကိုနင်းပြီးတည်သွားရှာတယ်ပထမတစ်ခေါက်ကဒါပေမဲ့ဒုတိယတစ်ခေါက်ကတော့စိတ်မလျှော့ဘူးသူကအခုချစ်ချင်းတော့လွတ်လန်းတော့ तू ကမြင်တော့မမြင်သေးဘူးဒါပေမဲ့ तू ကအဲ့ဒီနွားနို့ပေါ်ဝီးထဲမှာပဲ तू ကတောက်လျှောက်ကူးခတ်ပြီးတော့နေတာအဲ့ဒီအချိန်မှာအပြောင်းလဲလေးတစ်ခုကဖြစ်လာတယ်နွားနို့ဆိုတဲ့သဘောကကြာလှုပ်ခတ်ပေးနိုင်ရင်တဖြည်းဖြည်းနဲ့ခဲလာပြီးတော့ဟောဘတ်အဖြစ်ကိုပြောင်းလဲတတ်တဲ့သဘောသူ့မှာရှိတယ်သူကအဲ့လိုမျိုးကူးခတ်ပြီးတော့နေနေရင်နဲ့အဲ့ဒီနွားနို့ကနေဟောဘတ်အခဲအဖတ်လေးတွေဖြစ်လာပေါ့အဲ့ဒီလိုမျိုးလဲဖြစ်လာရောအဲ့ဒီထောပတ်လေးတွေကနေစုပြီးတော့တေးသေးလေးတွေကနေအခဲအဖတ်အကြီးတွေဖြစ်လာရောအဲ့ဒီအချိန်မှာဟာအဲ့ဒီကြီးလာတဲ့ထောပတ်ခဲပေါ်လေတက်လိုက်ရောသူခုနနေနေတဲ့နေရာကနေအဲ့ဒီနွားနို့ရဲ့မျက်နှာပြင်ထပ်ပိုးပြီးတော့မြင့်လာသလိုသူခုံမယ်ဆိုလို့ရှိရင်လေအောက်ခြေကိုကန်ဖို့အတွက်မာတဲ့အရာတစ်ခုရသွားသလိုဖြစ်သွားရောအဲ့ဒါနဲ့ပဲအားရဝမ်းသာနဲ့အဲ့ဒီဖားကခုံပြီးလဲထွက်လိုက်ကောတစ်ချက်သေးနဲ့အပြင်ကိုလွတ်မြောက်သွားတာပေါ့ညီမဒီပုံပြင်လေးကိုဖတ်ပြပြီးတော့ညီမအနေနဲ့ပေးခြင်းတဲ့ message ကဘဝမှာအမြဲတမ်းတော့အဆင်မပြေနေဘူးဒါပေမဲ့ဘယ်အရာကိုမဆိုငါတော့ဖြစ်မလုပ်နိုင်တော့ဘူးဟာဒါကြီးကတော့ခက်ခဲလိုက်တာဒါကတော့မလွယ်ပါလားဆိုပြီးတော့လွယ်ကူနဲ့စိတ်ကိုအလျှော့ပေးပြီးတော့နေလိုက်မယ်ဆိုရင်စိတ်ဆိုတဲ့သဘောတရားပိုဖြစ်လာတဲ့ခံစားချက်နဲ့ဓာတ်ရိုက်အချိုးကျပြီးတော့လွယ်နဲ့ကိုကအရှုံးပေးခြင်းတဲ့စိတ်ဖြစ်သွားရောအဲ့ဒါကြောင့်စိတ်ရှည်ခြင်းဇွဲရှိခြင်းညီမတို့တွေအခက်အခဲကြုံတဲ့အချိန်မှာကြောင်ချောက်ချားတွေတိတ်မဖြစ်ဖဲနဲ့စိတ်ကိုတီငြိမ်လေးထားပြီးတော့စူးစမ်းမယ်ဆိုရင်ဘ
လို့အခက်အခဲမဆိုအောင်မြင်မှုကမခက်ခဲပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်